အားလုံးပဲမင်္ဂလာပါခင်ဗျာခုဆိုလို့ရှိရင်ကျွန်တော်တို့ကတော့ trading view ထဲမှာပဲဖြည့်တယ်ပေါ့နော်ဒါကအရင်တုန်းက setup တွေဒီမှာ trend တွေဆွဲခဲ့တဲ့ဟာတွေပေါ့နော်သူကခုဆိုလို့ရှိရင်သူ့ရဲ့ high ကဘယ်လောက်မှလဲဆိုတော့ဒီ level high က3991အထိရောက်တော့ပြီပေါ့နော်အဲ့တော့ဒီဟိုလေးတွေကိုဖျက်လိုက်မယ်ခဏလေးdrawing တွေကို remove drawing ဆိုတဲ့ဟာအကုန်လုံးဖျက်လိုက်မယ်ပေါ့နော် Okay အဲ့တော့ကျွန်တော်တို့ခုမိတ်ဆွေတို့မြင်တွေ့နေရတဲ့ chart ကတော့ single minute time frame ပေါ့နော် single minute time frame မှာမြင်တွေ့နေရတာပဲဖြစ်ပါတယ်အဲ့ဒါကို chart analysis လုပ်တော့မယ်ဆိုလို့ရှိရင်ပထမဆုံးစကြည့်ရမှာက daily time frame ကိုကြည့်ရမယ် daily time frame ကိုတောလိုက်မယ်အဲ့ဒါဆိုလို့ရှိရင် 1D လို့ရေးပြီးတော့ enter ကိုနှိုင်းလိုက်လို့ရှိရင် daily time frame ကိုရောက်တော့ပါတယ်ခင်ဗျာ daily time frame မှာဆိုလို့ရှိရင်ဒီမှာခံတဲ့အကြီးတစ်ချောင်းတက်လာပြီးတော့เนาะအကြီးတစ်ချောင်းတက်လာပြီးတော့ဒီ level မှာကျွန်တော်တို့မြင်တွေ့နေရတဲ့ဒီ level အမြင့်ဆုံး level 3991မှာနေပြီးတော့ reject ဖြစ်တယ်ပေါ့နော် reject ဖြစ်တယ်ဆိုတော့သူ့ရဲ့ဒီဗာလဲ wick ကနေတာကြီးမဟုတ်ဒါကိုကြဒီအယိုးကိုကြ wick လို့ခေါ်တယ်ပေါ့နော်အဲဒီမှာ wick လို့ခေါ်တယ်အဲ့တော့ဒီမှာ sharp ကိုတေချာလေးကြည့်လိုက်ရအောင် sharp ကခုဆိုလို့ရှိရင် uptrend မှာပဲရှိသေးတယ်ပေါ့နော် market ကတော့ uptrend မှာပဲရှိပါသေးတယ်သူရဲ့ဖောက်ထွက်လာတဲ့ zone ကဒီမှာပါတယ်တက်လဲဝါသူကဒီမှာသူဖောက်ထွက်လာတဲ့ zone ကဒီမှာပေါ့နော် trigger ထဲကဖောက်ထွက်လာတာပဲဖြစ်ပါတယ်ဒီ zone ထဲကဖောက်ထွက်လာတယ်ဆိုတော့သူ့ရဲ့အရှည်ဘယ်လောက်လဲဒီမှာတိုင်းကြည့်လိုက်မယ်နော်သူ့ရဲ့trend ကဘယ်လောက်လဲဆိုတော့ okay ဒီမှာတိုင်းကြည့်မှာပေါ့နော်သူဖောက်ထွက်တဲ့နေရာကနေပြီးတော့ဘာလဲကွာတိုင်းကြည့်လိုက်ရဆိုလို့ရှိရင်သူရောက်မဲ့နေရာတော့မရောက်သေးဘူးပေါ့နော်သူရောက်မဲ့နေရာကဒီလောက်မှရှိတယ်ဒီ level ပေါ့နော်ဒီ level ဆိုတော့3829အထိပေါ့နော်3829ကသူရောက်လာမဲ့ level အဲ့ဒီတော့ဒီမှာတလင်းလာနေကဆိုလို့ရှိရင် market ကအရှင်အဟုန်ပြင်းနဲ့အပေါ်ထိုးတက်သွားတယ်ပေါ့နော်ဒီ zone လေးကိုဒီမှာဒီနေရာလေးကို BOS လုပ်ပြီးတော့ဒီဟာလေးကိုဖျက်လိုက်မယ်ခဏလေးဒီမှာဆိုတော့ဒီနေရာလေးကသူ့ရဲ့ high ကိုနေပြီးတော့ဟိုကဗါလဲဖောက်ထွက်သွားတယ်ဆိုတော့သူဒီနေရာကနေပြီးတော့ BOS ဖြစ်တယ်ပေါ့နော် break of structure ပဲ BOS okay break of structure ပဲဒီမှာသူ့ရဲ့ low ရှိတယ်သူ့ရဲ့ low ကတော့ဒီမှာသူ့ရဲ့ lower low ကတော့ဒီမှာရှိတယ်ပေါ့နော်သူ့ရဲ့ lower lowတန်းပြီးလို့ရကြလား okay ဒါက lower lowဒါကသူ့ရဲ့ lower low ပေါ့နော်ပြီးရင်ဒီမှာဗာလဲဘာရှိလဲဆိုလို့ရှိရင်ဒီ level မှာ order block တစ်ခုရှိတယ်ဒီမှာ order block ရှိတယ်ဒါကိုကြားလို့ရှိရင် OB လို့သတ်မှတ်မယ် OB ဆိုတော့ order block ပေါ့နော် uptrend ရဲ့ order block ပြီးလို့ရှိရင်ဒီမှာဘာရှိလဲဆိုတော့သူနဲ့အဲ့ဒီ order block လုပ်တဲ့ candle ရဲ့ဒီရဲ့တတိယမြောက် candle ရဲ့ကြမှာ fair value ကရှိတယ်ပေါ့နော်ဒါကိုကြား FVG လို့ခေါ်တယ် fair value gap ဒါကမှ text FVG လို့ခေါ်တယ်ပေါ့နော်ဒီနေရာက fair value gap ရှိတဲ့နေရာအဲ့နေရာတွေလာလို့ရှိရင် market က rebound ပြန်ခုန်တယ်ပေါ့နော်အဲ့တော့
ဒီကနေ့ကျွန်တော်တို့ trend ကဘယ်မှာဆိုလို့ရှိရင် trend က up trend ဖြစ်နေတယ်ပြီးလို့ရှိရင်ဗာလဲ strong buy ပဲရှိသေးတယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကဒီနေ့ကျွန်တော်တို့ entry ဝင်မယ်ဆိုလို့ရှိရင် entry ဝင်မယ်ဆိုလို့ရှိရင်အကောင်းဆုံးနေရာကတော့entry ဝင်ခွင့်တော့ကျွန်တော်တို့၄နာရီ time frame ခဏတော့လိုက်အောင်နော် 4h မှာဘယ်လိုရှိလဲ 4h မှာဆိုလို့ရှိရင်ဒီမှာ candle တစ်ချောင်းရှိတယ်နှစ်ချောင်းရှိတယ်ဒီ candle ဒီတတိယမြောက် candle ကသူကဒီအောက်ကိုဖောက်ဆင်းလာလိမ့်မယ်ပေါ့နော်ဒီအောက်ကိုဖောက်ဆင်းလာလိမ့်မယ်အောက်ကိုဖောက်ဆင်းလာတယ်ဆိုလို့ရှိရင်ဒီနေ့ဆိုလို့ရှိရင်ဒီမှာသူ့ရဲ့ဟိုပါပေါ့နော်ခဏလေးဒါက BOS ပဲထားလိုက် brick of structure ဆိုလို့ရှိရင်ဒီနေ့ခုက high က3.9ခွန်တယ်ဆိုတော့ဒီမှာကလည်းလဲနိုင်မှာလည်း up trend ပဲရှိသေးတယ်ပေါ့နော်လဲနိုင်မှာလည်း up trend ပဲရှိသေးတယ်ဒီနောက်ပါလေ1 hour ကိုတော့ကျင်းမယ်1 hour မှာဆိုလို့ရှိရင်1 hour မှာဆိုလို့ရှိရင် candle တွေကအားသိနေတယ်ပေါ့နော် candle တွေကအားသိနေတယ်ပြီးလို့ရှိရင်ဘယ်ရောက်နေလဲဆိုတော့ market ကဒီမှာ order block ကိုရောက်နေတယ်ပေါ့နော်ဒီမှာ high ရှိမယ်ဒီ zone ကခိုင်တယ်ပေါ့နော်ခိုင်နေတယ်ဒီမှာ order block ကဒီလိုဆွဲလို့ရတယ်ဘာလို့လဲဆိုရင်ဒီမှာဗာလဲဒီမှာတက်လာဒီမှာအကြီးအနီရောင်နဲ့ candle တစ်ချောင်းဒီကောင်ကို order block လို့ယူရမယ်ဒီကောင်သေးသေးလေးတွေကို order block လို့ယူလို့ရတယ်ပေါ့နော်ဒါပေမဲ့ valid မဖြစ်တဲ့အခါတွေရှိတယ်သူရဲ့ဒီ zone လုံးနေပြီးတော့ဒီ zone ကနေပြီးတော့သူက market ကဖောက်ထွက်တော့တာဒီလားဒီမှာအဲ့ဒီ zone ကဖောက်ထွက်ပြီးတော့မှဒီမှာလာပြီးတော့ retest လာလို့တယ်ပြီးရင်ပြန်ပြီးတော့ bounce ဖြစ်တယ်ဒီနောက်မှာ sideways ဖြစ်တယ်ပေါ့နော် sideways ဖြစ်တယ်ခုဒီနေရာမှာမိုက်ဆိုတော့ order ဝင်မယ်ဆိုလို့ရှိရင်တော့ဒီအောက်မှာ stop loss ထားလို့ရတယ်ပေါ့နော်ဒီပါလေ3ခွန်5သူညမှာ stop loss ထားလို့ရတယ် TP ကဘယ်လောက်ထိလဲဆိုတော့ TP က3829 2029ဆိုတော့ဗာလေ3820လောက်ထိ TP ယူလို့ရတယ်ပေါ့နော်ဒါက1 hour time frame မှာပေါ့နော်ပြီးလို့ရှိရင်ဗာလေ market ကတော့3ခွန်4 okay ဒီနေရာတစ်ခုရှိတယ်ပြီးလို့ရှိရင်ဒီမှာမိတ်ဆွေတို့တွေ့လာတာမသိဘူးဒီမှာတဲတဲလေးပဲခန္ဓာတဲတဲလေးပဲခန္ဓာတဲတဲလေးဒါဆိုမှ OB order block okay order block ဒါကကြလို့ရှိရင် FVG တမန်ဆုံးပဲဖြစ်တယ်ပေါ့နော်ဒီဗာလဲ3ခွန်4 5 level ကလည်း FVG တမန်ဆုံးပဲဖြစ်တယ်အဲ့တော့ match တို့အနေနဲ့ဒီနေရာမှာဒီခု market ပြင်းနေတဲ့နေရာမှာ order ဝင်လို့လေးရတယ်လို့ order ဝင်လို့ရှိရင်လေဒီနေရာမှာ order ဝင်လို့ရှိရင်လေ SL ကဒီလောက်မှရှိရမယ်ပေါ့နော်ဒီမှာဗာလဲ SL ကဒီသူ့ရဲ့ low ဒီ low ရဲ့အောက်မှာရှိရမယ်ဒီအောက်မှာ SL ကဒီအောက်မှာရှိရမယ်ပေါ့နော် SL ဆိုတာ stop loss ကိုပြောတာပေါ့နော်အဲ့ဒီဟာကိုလာထည့်လို့ရှိရင်ကျွန်တော်တို့ရှုံးမယ်ပြီးလို့ရှိရင်မိတ်ဆွေတို့အနေနဲ့နောက်တစ်ခု stop loss ထားရမယ့်နေရာကဘယ်လိုလဲဆိုတော့3ခွန်2 5ရှာလိုက်မယ်ပြီးရင်နောက်ထပ် low တစ်ခုကဒီမှာရှိတယ်ပေါ့နော်အဲ့ဒီရဲ့ low ကိုဖောက်ဆင်းလာရင်တော့ဒီမှာ3ခွန်2 5 text SL 3ခွန်2 5တနေရာရဲ့ပြီးလို့ရှိရင်ဗာလေ3ခွန်3 6ဒီနေရာရဲ့အဲ့တော့ market ဒီမှာဗာလေခဏလေး market ကခုဗာလေခုဒီလိုတော့နေတယ်ဗောနော်ဒီလိုတော့တယ်ဒီမှာ market ဒီမှာသူ့ရဲ့ logo တော့ဖောက်တယ်ဗောနော်ဒါပေမဲ့သူ့ရဲ့ဒီမှာ
ခံတဲ့တချောင်းပြည့်စုံတော့တဲ့ဟိုကသူ့ရဲ့ body ကနေပြီးတော့ဒီလိုရဲ့အပေါ်မှာပဲပိတ်တယ်ပေါ့နော်အဲ့တော့သူကတစ်ခါပြန်ပြီးတော့ဆက်တက်သွားတယ်ပြီးရင်ဒီမှာသူဆင်းလာတဲ့ဟာကလည်းဒီမှာ retest လာလို့ပြီဆိုလို့ရှိရင်သူကဒီမှာ lower လို့လုပ်တယ်ဒီပြီးလို့ရှိရင်ဒီမှာဗာလဲ high လုပ်တယ်ဒီ high ကနေပြီးတော့သူ့ရဲ့ဒီ previous high ကိုမဖောက်ဘူးပေါ့နော်ပြီးလို့ရှိရင်နောက်ထပ်တစ်ခါ low လုပ်တယ်ပြီးရင်ဒီမှာတစ်ခါ high လုပ်တယ်သူကဒါကနေပြီးတော့ဟောဗာလဲ3ခါတော့တယ်ပေါ့နော်3ခေါက်ဒီမှာဗာလဲတစ်ခေါက်နှစ်ခေါက်ဆိုပြီးတော့နောက်ထပ်တစ်ခေါက်ကဒီမှာဗာလဲဒီ order block level ကိုရောက်လာလိမ့်မယ်မယုံမရှိနဲ့ပေါ့နော်ဒီ order block level ဗာလဲဒီလောက်ဒီ level ကိုရောက်လာလိမ့်မယ်ဒီ level ရောက်လာတဲ့အခါမှာကျွန်တော်တို့ဒီ buying order ဝင်မယ်ဆိုလို့ရှိရင်ဒီနေရာမှာကျွန်တော်တို့ဒီ institutional momentum နဲ့နေပြီးတော့အစိမ်းအောင်ခံတဲ့တချောင်းလောက်ကိုကျွန်တော်တို့စောင့်ရမယ်ပေါ့နော်15မိနစ်ဖြစ်ဖြစ်တနာရီဖြစ်ဖြစ်အဲ့လို time frame မှာလဲ5မိနစ် time frame တွေကတော့ invalid ဖြစ်တာများတယ်15မိနစ်တော့တနာရီတော့ကတော့ valid ဖြစ်တယ်ပေါ့နော်အဲ့ဒီမှာစောင့်ပြီးတော့ခံတဲ့တချောင်းတေချာတွေလို့ဗာလဲ body နဲ့ပိုက်မဲ့ခံတဲ့တချောင်းလောက်စောင့်ပြီးတော့မှကျွန်တော်တို့ order ဝင်စေရှင်ပါတယ် order ဝင်တဲ့အခါမှာလဲဒီ trend လေးကိုကြည့်ပေါ့နော်ဒီအပေါ်ကဆင်းလာတဲ့ဒီ trend လေးအဲ့ဒီ trend လေးကိုဒီလိုဖောက်ပြီးတော့ပေါ့နော်ဖောက်ပြီးတော့သူ့ရဲ့ height တစ်ခုကိုအရင်သူကဒီလိုတော့ဆွဲမှာဒီလားတော့ဆွဲပြီးတော့မှသူ့ရဲ့ဒီနောက်ထပ်တစ်ခါ retest ကဒီ level လေးဖြစ်နေတယ်ဒီ high ရဲ့ဒီ level လေးဖြစ်နေတယ်ဒီ level လေးဖြစ်နေတယ်ဒီလောက်ထိလေးပြန်လာနေတယ်ပေါ့နော်သူကလိုလို့တယ်လေပြီးလို့ရှိမှတစ်ခါသူကဒီလိုတက်တာအဲ့တော့ဒါကတော့ TV ပေါ့နော် TV ထားမဲ့နေရအဲ့တော့ message အနေနဲ့ဒီနေ့ order ဝင်မယ်ဆိုလို့ရှိရင် daily time frame မှာဆိုလို့ရှိရင်ခံတယ်ကအားနေတော့တာကိုတွေ့ရတယ်ပေါ့နော် daily time frame မှာခံတယ်ကအားနေတော့တယ်ဒါကဗာလဲဒါကခဏလေးဒီဟာကိုခဏပေးဖယ်ထားလိုက်အောင်ခဏလေး one day time frame မှာခုပြအောင်မယ်ဒီ one day daily time frame မှာဆိုလို့ရှိရင်ဒီကောင်ဘာတွေကကြီးရတယ်တွေ့လားဒီကောင်ဘာတွေကအဲ့ဒီပြစ်ခဲ့တဲ့အပကပိတ်တော့တဲ့ body ထက်နေပြီးတော့နှစ်ဆကြီးတယ်တွေ့လားနှစ်ဆကြီးတယ်သုံးဆမြောက်မှာဆိုလို့ရှိရင်ဒီမှာဒီ body ကကြလို့ရှိရင်ဒီမှာ body ကတက်လာပြီပေါ့နော်တက်လာပြီဆိုလို့ရှိရင်ဒီ retest လာမဲ့တနေရာရှိသေးတယ်ပေါ့နော်အဲ့ဒီနေရာကတော့3ခွန်ဒီသူ့ရဲ့ဗာလဲprevious resistance ကနေပြီးတော့ဒီ support ဖြစ်တော့တဲ့ level ပေါ့နော်အဲ့ဒီ level ပြလို့ရှိရင်ဗာလဲဒီမှာရှိနေတဲ့ဒီ gap ရဲ့ဒီ level တွေကိုလည်း market လာဖို့ရှိသေးတယ်ပေါ့နော်ဒါပေမဲ့ဘယ်တော့ရောက်လာမလဲဒီနေ့ရောက်လာမလားမနေ့ပြန်ရောက်လာမလားတော့မပြောတတ်ဘူးသတင်းတွေတော့ရှိတယ်အဲ့ဒီသတင်းတွေနဲ့တရက်တနေ့တောင်ရောက်နိုင်တဲ့အနေအထားလေးရှိတယ်ပေါ့နော်ဒီ market ဒီပိတ်တဲ့အနေအထားနဲ့ဆိုလို့ရှိရင်ပြီးလို့ရှိရင်ဗာလဲဒီမှာကျွန်တော်တို့ stop loss ထားတယ်ဆိုတာကဒီနေရာမှာ stop loss ထားတယ်ဆိုတာကဒီမနေ့ကခံတဲ့ရဲ့ week ဖြစ်တယ်ပေါ့နော်အဲ့ဒီအောင်မှာ stop loss ထားလို့ရှိရင်အဲ့ဒါကိုထိလို့ရှိရင်ကျွန်တော်တို့တဲ့လုံဆောင်တယ်ပေါ့နော်တစ်ခါတလေကြလို့ရှိရင်ဗာလဲ liquidity grab ဆွဲလို့ရှိရင်အဲ့ဒီ low ဝင်နေပြီးတော့သူကအယိုးနဲ့နေပြီးတော့တော်ပြီးတော့ရှင်းတယ်ပေါ့နော်ရှင်းတဲ့အခါမှာဒီ buy မယ်ဆိုလို့ရှိရင်3.25မှာ stop loss ထားတာလေလုံဆောင်ရတယ်ပေါ့နော်ပြီးလို့ရှိရင် sell ဝင်မဲ့သူတွေအနေနဲ့ကတော့ဒီမှာဒီနေရာမှာစောင့်ကြည့်ပေါ့နော်ဒီနေရာကို Fibonacci နဲ့တိုင်းကြည့်လိုက် Fibonacci နဲ့အဲ့ဒီအယိုးကိုတိုင်းတာနော်ကျန်တာတိုင်းတာမဟုတ်ဒီသူမင်းညကပြစ်ခဲ့တဲ့အယိုးပေါ့နော်အဲ့ဒီ level မှာကျွန်တော်တို့ဒီအလေး level ကလည်း5%တော့6%တော့3%တော့အဲ့လိုနေရာတွေမှာဗာလဲဒီ bearish momentum နဲ့ပြည့်စုံတော့တဲ့ခံတဲ့တချောင်းချောင်း15မိနစ်တော့တနာရီတော့မှတွေ့လို့ရှိလို့ရှိရင်ဆယ်လို့ရတယ်ပေါ့နော်ဆယ်လို့ရတယ်အဲ့တော့ setup ကတော့ setup ပဲပေါ့နော်15မိနစ်ပြန်သွားလိုက်မယ်တနာရီ setup ကတော့ setup ပါပဲအဲ့တော့ကျွန်တော်ရဲ့ setup ကတော့ဒီနေ့တော့ကျွန်တော် buy မှာပဲဖြစ်ပါတယ်ဘယ်လိုပိုင်မှာလဲဆိုတော့ကျွန်တော်စောင့်နေတဲ့ဒီ level ကို market ရောက်မရောက်ကြည့်အောင်ပါပေါ့နော်ခိုးလို့ရှိတော့စေတော့ဗာလဲဒီ market ကို rush မဖြစ်ဘူး market ကိုတိတ်အားမရသေးဘူးပေါ့နော်စောင့်ကြည့်လိုက်မယ် market ဒီကျွန်တော်သတ်မှတ်ထားတဲ့ level ကိုရောက်လာတဲ့အခါမှာကျွန်တော်ရဲ့ဒီဗာလဲ risk reward ratio ကနေပြီးတော့အဆင်ပြေတယ်ပေါ့နော်ဒီမှာဒီသူ့ရဲ့ဒီဗာလဲ recent high မှာနေပြီးတော့ TPU လို့ရှိရင်တော့ကျွန်တော်တို့ SL ကိုဗာလဲ stop loss ကိုဒီလောက်လောက်မှထားလိုက်မယ် stop loss ကိုဒီ level မှာထားတယ်ဆိုလို့ရှိရင်
ကျွန်တော်ရဲ့ risk က$23 risk ရှိပြီးတော့ profit ကနေပြီးတော့$43 profit ရှိတယ်ပေါ့နော်အဲ့တော့23ရ43ရဆိုလို့ရှိရင်ကျွန်တော်တို့1:2တော့အဆင်ပြေတယ်ပေါ့နော်နည်းနည်းလေးတော့နေတယ်ပြီးလို့ရှိရင်ဗာလေ second TB ကဆိုလို့ရှိရင် second TB ကဆိုလို့ရှိရင်ဒီမှာဒီ level ရောက်လာမှာဝင်လို့ရှိလို့ရှိရင် second TB ကတော့ကျွန်တော်3826ကိုလှော်မယ်ဆို3820လောက်ကိုကျွန်တော်ကြိတ်တယ်ပေါ့နော်ဒီ level ကိုကြိတ်တယ် stop loss ကိုလည်းအဲ့ဒီနေရာမှာပဲထားမယ်အဲ့ဒီနေရာမှာပဲထားမယ်ဆိုလို့ရှိရင်ဒီ setup တစ်ခုကတော့ဗာလေ stop loss ကျွန်တော် risk ကနေပြီးတော့$20ရှိမယ်ဒီ 1.0.1 နဲ့ဝင်0.01 နဲ့ဝင်မယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ TB ကဆိုလို့ရှိရင်$83ရှိမယ်ပေါ့နော်အဲ့ဒါကြောင့်နေပြီးတော့ market ကဒီ day trader လုပ်မယ်ဆိုလို့ရှိရင် market ကိုအရှင်ပေးပြီးတော့ကြည့်ဘာမှမဟုတ်ပဲအလုပ်တစ်ဖက်နဲ့နေပြီးတော့ဒီ order တွေဇွတ်မဝင်နေကြလားနိုင်မှာပါဆိုပြီးတော့ order တွေဇွတ်မဝင်နေကျွန်တော် account တွေဒေါ်လာ100ကျော်200ကျော်500ကျော်အဲ့လို account တွေဘလုံးပေါ်တာအဲ့လိုပေါ့နော်အရင်တော့ဆိုရင် management လည်းမရှိဘူးစိတ်ထဲရှိသလိုပဲအလုပ်လုပ်နေရတဲ့ order တွေဝင်တယ်အဲ့လိုဆိုလို့ရှိရင်ကျွန်တော်တို့လမ်းမှန်ကိုရောက်มาတဲ့လမ်းမှန်ကိုပဲရောက်တယ်ပေါ့နော်ဗာလေ greatness take time တဲ့အဲ့လိုပဲကြီးမြတ်တဲ့အရာတွေကကျွန်တော်တို့စောင့်ဆိုင်ရတယ်အရှင်ပေးရတယ်အဲ့လိုပဲမြန်မာနိုင်ငံမှာဆိုတော့ကြည့်ပါလားရှစ်တွေဖြစ်နေကြတယ်အဲ့ဒါနဲ့တော့ဘာမှမဆိုင်ပါဘူးဒါပေမဲ့အဲ့ဒီဥပမာတင်ဆက်ရမယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့ဒီကိုပဲကြည့်ဆိုရင်လည်းအရှင်တွေပေးပြီးတော့တိဆောက်လာခဲ့ရတယ်အဲ့လိုမျိုးပဲအပက်ကမှပြည့်စုံဖို့အများနဲ့ဗာလဲဒီနေ့စားလို့ဒီနေ့အောင်မြင်တဲ့ trader ဆိုရင်တော့အရန်ကန်ကောင်းတဲ့ trader လို့ပဲပြောချင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီ setup က valid ဖြစ်မဖြစ်ကိုကျွန်တော်ရဲ့နောက်ထပ်ဗီဒီယိုတွေမှာတင်ပေးသွားမယ်ပေါ့နော်ကျွန်တော်ဟိုတစ်ခါကပက်ခတ်တဲ့ setup တွေကလည်း valid ဖြစ်တာများပါတယ် valid ဖြစ်ပါတယ်အဲ့တော့ဒီနေရာကတော့ကျွန်တော်ရဲ့ interest level ပေါ့နော်ဒီမှာရမ်းကျက်တယ်တကယ်လို့ကျွန်တော်ဟိုဗာလဲ one day time frame မှာကျွန်တော်ရှင်းပြတယ်လို့မျိုးအဲ့ဒီမှာလည်း candle တစ်ချောင်းကောင်းပေါ်လို့ရှိလို့ရှိရင်ကျွန်တော်ဝင်တယ်ပေါ့နော် sell ဒါပေမဲ့ market က up trend ပဲရှိနေတယ်ဆိုတော့ sell ဖို့တော့တိတ်အားမရဘူးအောက်ဆင်းလာလို့ရှိရင် buy မဲ့စုံတွေစောင်းပြီးတော့ပဲ buy ရှင်းတယ်ဒါကတော့ဒီနေ့ရဲ့ setup ပါအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံကြမှာပေါ့နော်တကယ်လို့သိရှင်တတ်ရှင်တဲ့သူတွေရှိတယ်ဆိုလို့ရှိရင်လည်းဆက်သွယ်လာလို့ရပါတယ်ကျွန်တော်ဆရာကောင်းတွေကိုညွှန်ပြပေးလို့လည်းရတယ်ပေါ့နော်ကျွန်တော်လည်းဆရာကောင်းသမားကောင်းတွေစီကဒီပညာတွေသင်ခဲ့ရတယ်အရှင်တွေပြခဲ့ရတယ်ငွေတွေကုန်ခဲ့ရတယ်အရှုံးတွေနဲ့လည်းရင်ဆိုင်ခဲ့ရတယ်အမြတ်တွေကိုလည်းမြင်ဖူးတယ်ဒါပေမဲ့ withdraw မရှိခဲ့ဘူးပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်ဗျာဒီဗီဒီယိုလေးကတော့ဒီလောက်ပဲပေါ့နော်